2026မှာအမိုက်စားဝမ်းလီဒီရှိုးလုံးမဲ့ဝိုင်းစုခိုင်သိပရိသတ်တွေအားလုံးပဲမင်္ဂလာပါရှင်။တချင်းကောင်းလေးတွေနဲ့ပရိသတ်တွေရဲ့အသေးကိုသိမ့်ပိုက်ထားတဲ့ဝိုင်းစုကတော့ဒီနှစ်ပိုင်းတွေမှာပိုပြီးတော့အောင်မြင်လာတာဖြစ်ပါတယ်။ဝိုင်းစုကရင်တွင်းခံစားချက်တချင်းကောင်းလေးတွေကိုအမြဲတမ်းတည်ဆိုလေးရှိပြီးတော့သူ့ရဲ့တချင်းတွေကလည်းပရိသတ်ရင်ဘတ်တွေကိုရောက်ခဲ့တာကြီးပဲဖြစ်ပါတယ်။ခံစားချက်ပါတာကြောင့်လေတချင်းဖန်တီးရဲ့အခါမှာလက်ရမြောက်ပြီးအောင်မြင်တာဖြစ်ပါတယ်။ဝိုင်းစုရဲ့တချင်းတိုင်းလူလူဟာအောင်မြင်တဲ့တချင်းတွေဖြစ်ပြီးကြီးစုသူမီလီယံနဲ့ရှိပြီးရရှိထားတာဖြစ်ပါတယ်။ဝိုင်းစုကတော့သူမအတွက်တချင်းကဘဝတစ်ခုဖြစ်ပြီးတော့တချင်းတွေပေါ်မှာလေးစားတန်ဖိုးထားခဲ့ပူကြောင်းလေးပြောပြခဲ့ပူပါတယ်။ဝိုင်းစုဟာဒီနောက်ပိုင်းတွေမှာတချင်းတွေစက်တိုက်ထွက်နေပြီးသူထွက်တဲ့တချင်းတိုင်းကလည်းပရိသတ်တွေအကြိုက်နဲ့ထပ်တူကြခဲ့ကြတာဖြစ်ပါတယ်။ဝိုင်းစုဟာအရင်တုန်းကတော့တကူတော်ရှိုးပွဲတွေလုပ်ဖြစ်ပေမဲ့အဲဒီနောက်ပိုင်းမှာတော့ပွဲတွေမလုပ်ဖြစ်ပဲဘားတွေကလပ်တွေမှာပဲတချင်းတွေလိုက်ဆိုသလိုတချို့နယ်ပွဲတွေမှာလည်းတချင်းတွေလိုက်ဆိုဖြစ်နေရဖြစ်ပါတယ်။အတန်နာပြီးနောက်ပိုင်းမှာတော့ကျမ်းမာရေးအခြေအနေအရတချင်းဆိုမှုတွေကိုခဏနားလိုက်ရတာဖြစ်ပါတယ်။ဇက်တိုက်ပွဲတွေဆိုလုံးအားကြီးရကြောင်းလည်းအတန်အိုးကိုထိခိုက်ပြီးတော့အတန်နာကတချင်းဆိုခြင်းကိုအချိန်တစ်ခုလောက်ထိနားလိုက်ပြီးတော့လာမယ့်နှစ်သစ်မှာတော့မတူညီတဲ့တင်ဆက်မှုတွေနဲ့ပြန်လာခဲ့မယ်လို့ဆိုပါတယ်။ဝိုင်းစုဟာလာမယ့်နှစ်သစ်မှာတော့အမိုက်စားဝမ်းလီဒီရှိုးလည်းပြန်လုပ်ဖို့အတွက်စီစဉ်ထားတယ်လို့ဆိုပါတယ်။လာငားတဲ့သူတွေရှိပေမဲ့လည်းပွဲအတွက်ပြင်ဆင်နေရကြောင်းမဆိုဖြစ်ပဲနဲ့ငင်းလိုက်တယ်လို့ဆိုပါတယ်။အရင်ကလည်းတကူတော့တင်ဆက်မှုတွေလုပ်ခဲ့ပူပေမဲ့အခုတင်ဆက်မဲ့ပွဲကတော့အရင်ကနဲ့မတူပဲအမိုက်စားပုံစံတွေကိုချပြဖို့အတွက်စီစဉ်ထားပြီးအကောင်းဆုံးလှုပ်ဆောင်သွားဖို့အတွက်လည်းစိတ်ကူးရှိရလို့ပြောပြလာခဲ့ပါတယ်။အစားတော့2လပိုင်းလောက်မှာဝမ်းလီဒီရှိုးပွဲကိုလုပ်ဖို့စီစဉ်ထားပေမဲ့လည်းသူမရဲ့အတန်ကြောင့်ပွဲကိုနောက်ဆုတ်လိုက်ရတယ်လို့ဆိုပါတယ်။ပွဲအတွက်လည်းအများကြီးပြင်ဆင်ထားတယ်လို့ဆိုပါတယ်။ဝိုင်းစုကတော့တချင်းဆိုတာအလုံးလက်ခံတာကိုလည်းသူမကိုယ်တိုင်ပဲလုပ်ပြီးတော့အဝိစားပိုင်းကိုတော့အမေဖြစ်သူကစီစဉ်ပေးတယ်ဆိုပြီးပြောလာခဲ့ပါတယ်။မတော်တဆတချင်းမှာလည်းပရိသတ်တွေကအားပေးကြသလိုအောင်လဲအောင်မြင်ခဲ့လို့ဝမ်းသာတယ်လို့ဆိုပါတယ်။မတော်တဆတချင်းပြီးတော့နောက်ထပ်ထွက်ဖို့တချင်းတစ်ပုတ်ကြံသေးရဲ့လို့ဆိုပါတယ်။တချင်းအတွက်လည်းအကုန်ပြင်ဆင်ထားပြီးတော့အတန်ကတိတ်မကောင်းတရားကြောင့်ခဏနားထားရတယ်။နှစ်ပတ်လောက်အလုံးမလုပ်ပဲနားထားပြီးတော့ဆေးတွေတောက်ပြီးအတန်ပြန်ကောင်းလာရင်တော့တချင်းအစ်စ်အတွက်ပြင်ဆင်လှုပ်ဆောင်သွားမယ်လို့ဆိုပါတယ်။အတန်လေးပြန်သွင်းမယ်လို့ဆိုပါတယ်။2လပိုင်းလောက်မှာထွက်ဖြစ်အောင်စူးစမ်းသွားမယ်။အဲဒီနောက်ပိုင်းမှာတော့ဝမ်းလီဒီရှိုးကိုလုပ်သွားမယ်လို့ဆိုပါတယ်။ပွဲရီကတော့ခဏလာငားကြပေမဲ့လေသူမရဲ့အတန်အုပ်ကအစ်စ်မပြေရကြောင်းအခုတော့ပွဲဆိုတာတွေနားထားတယ်။ကို့အတွက်လည်းတချင်းအစ်စ်လေးလုပ်ဖြစ်တယ်လို့ဝမ်းလီဒီရှိုးလည်းလုပ်ချင်တာကြောင့်လာငားတဲ့ပွဲတွေအားလုံးကိုညင်းနေရတယ်လို့ဆိုပါတယ်။ဝေဖန်တိုက်ခိုက်သူတွေကလည်းနေရာတိုင်းမှာရှိတာဖြစ်ပြီးသူမအနေနဲ့ကတော့အမှုပညာလောကမှာဇွဲမလျှော့ပဲနဲ့စူးစမ်းသွားမှာဖြစ်တယ်လို့ဆိုပါတယ်။ဝိုင်းစုကတော့ပရိသတ်တွေအတွက်လည်းအကောင်းဆုံးတင်ဆက်မှုတွေနဲ့တင်ဆက်သွားမှာဖြစ်ပြီးတော့သူမရဲ့တင်ဆက်မှုတွေကိုလည်းစောင့်မျှော်ပေးကြပါအောင်လို့ဆိုပါတယ်။နောက်ထွက်မဲ့တခြင်းကလည်းပရိသတ်အချင်းနဲ့ထပ်တူကြမှာပါဆိုပြီးတော့ပြောလာခဲ့ပါတယ်။ပရိသတ်ကြီးလည်းဝိုင်းစုကိုအားပေးစကားလေးပြောပြသွားခဲ့ကြပါအောင်ရှင်။